န်ကောက်တစ်မြို့လုံးကိုအခုလိုမျိုးအပေါ်စီးကနေပြီးတော့လှမ်းပြီးတော့မြင်နိုင်မဲ့ rooftop ပန်းခြံအသစ်ဒီနေ့မမှတ်တဲ့ဘန်ကောက်မြို့လက်ကောင်မှာရှိတဲ့လူတွေအရန်အပြောမြတ်နေတဲ့ပန်းခြံလှလှကြီးတစ်ခုသွားမှာဖြစ်ပါတယ်အဆောက်အဦကြီးတစ်ခုပေါ်မှာရှိပါတယ်အဲ့ဒါဘလို့လှလဲဆိုတော့မထက်ကတော့အရန်သိကျင်တဲ့တောင်မထက်သွားကြည့်မှာဖြစ်ပါတယ်မထက်တူလိုက်ခဲ့ပါဒီကုန်းတိုက်ကိုဘယ်လိုခေါ်လဲဆိုလို့ရှိရင်26 Central Park လို့ခေါ်ပါတယ်ဒီနေရာကိုလာရအရန်လွယ်ပါတယ်ဒီနောက်လာမယ်ဆိုလို့ရှိရင် BTS နဲ့လာမယ်ဆိုလို့ရှိရင်စာလာတန်း station မှာဆင်းရပါတယ် MRT နဲ့လာမယ်ဆိုလို့ရှိရင်စီးလုံး station မှာဆင်းပြီးတော့လာလို့ရပါတယ်ဒီကုန်းတိုက်ကြီးကိုသွားဖို့အတွက်လမ်းကလည်း skywalk ရှိတဲ့အတွက်ကြောင့်မလို့အရန်ကိုလမ်းကတာပါတယ်သွားရေးလာရေးကအရန်လွယ်ကူမှာဖြစ်ပါတယ်ရှင်ဒီပန်းခြံကြီးက26 Central Park ရဲ့အပေါ်ဓာတ်မှာရှိပါတယ်ဒီကုန်းတိုက်ကအသစ်ဖွင့်ကားစားဆိုတော့အရန်ကိုမှလှပပါတယ်ပြီးတော့အထဲမှာလည်းစားစရာတွေလည်းအများကြီးရှိတယ်ဆိုင်တွေလည်းအများကြီးရှိတယ်Uniqlo တို့ H&M တို့အများကြီးရှိတယ်အဲ့တော့အထဲမှာဘာတွေရှိရဆိုတော့မထက်သွားကြည့်လိုက်ပါဦးမယ်မထက်နဲ့လိုက်ခဲ့ပါဦးဒီမှာအရန်နာမည်ကြီးတဲ့ pop mart ဆိုင်တွေလည်းရှိပါတယ်ဟိုဘက်မှာဆိုလို့ရှိရင်လှေကားလေးကတအားလှတယ်ဒီကုန်းတိုက်လေးကအသစ်ဆိုတော့တအားလည်းအထဲမှာတက်ပြန့်နေပြီးတော့ဒီဆက်လေကားဆိုလို့ရှိရင်လည်းဓာတ်ပုံရိုက်လို့အရန်လှတယ်ဒီလိုလေးတွေဘန်ကောက်မှာ rooftop ပန်းခြံတွေအများကြီးရှိပါတယ်အဲ့ဒီပန်းခြံတွေထဲမှာဒီကုန်းတိုက်ကြီးပေါ်ကပန်းခြံကပေါ့နော်အကျယ်ဆုံးနဲ့အလှဆုံးဆိုပြီးတော့အားလုံးကပြောကြပါတယ်ပြီးတော့သူကအစင်စင်သက်သက်လေးတွေပေါ့နော်မနေ့ပိုင်းဆိုလို့ရှိရင်လည်းလာပြီးတော့ဒီမှာလက်ကျင်ကလုပ်သူတွေအားကစားလုပ်သူတွေဒီမှာလာလို့ရတယ်ပြီးတော့ဒီကနေလှမ်းကြည့်လို့ရှိရင်လည်းဟိုးဝိမ်းမှာလုံမနီပန်းခြံပေါ့နော်လှမ်းမြင်နေရတယ်ပြီးတော့ယထာလမ်းတွေရှိမယ်ပြီးတော့ဘန်ကောက်မြို့ရဲ့တိုက်တာဆောက်ဦးတွေလှလှပပတွေကိုလည်းဒီပေါ်ကနေပြီးတော့ view ကောင်းကောင်းကြည့်လို့ရတယ်တပ်ပုံတွေလည်းလှလှတွေရိုက်လို့ရပါတယ်နော်အသက်ပဲเนาะ view point လေးပါကြည့်လို့အရန်လှတယ်ဒီပန်းခြံကအတစ်ကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့အရန်ကိုလည်းလှပါတယ်ပြီးတော့ view ကလည်းတအားလှတယ်ဓာတ်ပုံလေးလည်းတအားရိုက်လို့ကောင်းတယ်သွားရေးလာရေးကလည်းစီးလုံးမှာရှိတဲ့အတွက်ကြောင့်မို့လို့အရန်ကိုကောင်းပါတယ်ညဘက်တွေလာလည်မယ်ဆိုလို့ရှိရင်မီးအောင်လှလှလေးနဲ့ view လှလှလေးနဲ့ဓာတ်ပုံလှလှလေးလည်းရမှာဖြစ်ပါတယ်အဲ့အကြောင်းကိုမထက်ကတော့ပြပြလိုက်ပါပြီကဲအခုတော့မထက်ကတော့ပြန်มาတော့မယ်အဝတော့လဲပြီးပါပြီတတ